storyism ရဲ့ top 3 keyword ကိုပြောပြပေးမှာဖြစ်ပါတယ် storyism ကိုဘယ်လိုလူတွေလည်းမသိဘူးဆိုရင် emotion ခံစားချက်ပိုင်းဆိုင်ရာနဲ့ပတ်သက်လာရင်ရင့်ကျက်နေတဲ့လူတွေလို့မြင်လိုက်လို့ရတယ်ကျွန်တော်တို့ storyism နေဆိုတာတန်မာနေတဲ့လူတွေဥပမာမတုံမလောက်တွေပေါ့နော်မတုံလောက်တော့ဘူးတုံတောင် emotion တွေကိုသူတို့ကဒီခံစားချက်တွေအရင်ပြင်းထန်ပြောင်းနေတော့ဆိုရင်သူ့ story person လို့ပြောလို့ရတယ်တော်တော်များများ storyism နေမှာရှိတတ်တဲ့သုံးခုကဒါတွေပါ control လုပ်လို့ရတဲ့ဟာလားလုပ်လို့မရတဲ့ဟာလားခွဲတယ်ခွဲပြီးရင် control လုပ်လို့ရတဲ့အပိုင်းကိုအာယုံစိုက်တယ်ဒီဘက်က control လုပ်လို့မရတဲ့အပိုင်းကိုအာယုံလွှဲထားလိုက်တယ်စာအုပ်တော်တော်များများမှာ control ဆိုတဲ့အကြောင်းကိုကြားဘူးပြီးသားဖြစ်လိမ့်မယ်နောက်တစ်ခုကတော့ possession ဆိုတာမြန်မာလိုပြောရရင်တညာခေါ်တာပေါ့လေကျွန်တော်တို့အမြင်ကိစ္စတစ်ခုပေါ်မှာမြင်တဲ့အမြင်ကိုပြောတာဆိုင်ကယ်ဘိန်းပေါက်သွားပြီဘောင်းလို့ပေါက်သွားပြီဆိုရင်အော်ငါအရှိမတစ်ခုဖြစ်မှာမလို့ဆိုင်ကယ်ကဘိန်းပေါက်ပေးလိုက်တာပေါ့နော်ရှေ့ဆက်သွားလို့ရှိရင်မိုးမိမှာဒီလိုဘိန်းပေါက်လိုက်တော့ငါမိုးမမိတော့ဘူးအဲ့လိုမျိုးပေါ့နော်ကောင်းတဲ့ဘက်ကနေလှည့်တွေးပလိုက်တာဒါမှမဟုတ်လေဘောမှာ event တွေဖြစ်လာတယ် event တွေဖြစ်လာရင်အဲ့ဒီ event ကိုကျွန်တော်တို့မြင်တဲ့အမြင်ပြောင်းလိုက်တာ position ဆိုတာဒါပဲဥပမာခုနကကျွန်တော်ပြောတဲ့ဆိုင်ကယ်ဘိန်းပေါက်တာကိုအဲ့လိုတွေးလိုက်တယ်ဆိုရင်သူကဒါဘာလို့ရမလဲဘိန်းပါဖို့ပဲသူစဉ်းစားတော့မှာအဲ့လိုမျိုးပဲပေါ့နော်ဒီဘဝမှာ event တွေကြုံလာနိုင်တယ်ဒီကိစ္စတစ်ခုဖြစ်လာတယ်ခက်ခဲတစ်ခုဖြစ်လာတယ်ဆိုတော့ဒါငါ့ကိုကြောပြတ်ခိုင်းနေတာဒီကောင်ကြောပြတ်ပြီးလို့ရှိရင်ငါနောက်ထပ် level တစ်ခုတက်တော့မှာဒါကငါရအောင်ကြောပြတ်မှရမယ်ဒီလိုမျိုး perception မျိုးပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့ action ဒီ action နဲ့ပတ်သက်လာလို့ရှိရင် stories တွေကဘယ်လိုခံယူလဲဆိုရင်မင်းရဲ့အပြောတွေကဈေးပေါ်တယ်လောက်ရက်တွေကအပြောထက်အများကြီးပို့ပြီးတော့ကောင်းတယ်တန်ဖိုးရှိဒီလိုမျိုးလက်ခံထားလေးရှိတယ် action တွေကအရေးကြီးတယ်လို့ခံယူထားတဲ့လူမျိုးဟောမယ်ဆိုရင် emotion တွေဘာတွေပဲဖြစ်နေဘလောက်ပဲစိတ်ညစ်နေ action တွေကိုလုံမြင်လုံဆဲလူတွေ discipline အားကောင်းတယ် action တွေနဲ့ပတ်သက်လာလို့ရှင် discipline အားကောင်းတယ်ဥပမာ10ခုတွေးမယ်အစား10ခုလုပ်လိုက်တာမျိုးစကား10ခုမပြောခင်မှာ10ခုလုပ်ပြီးတော့မှစကား10ခုပြောတာမျိုးဒါမျိုး storyism တွေတော်တော်များများလုပ်လို့ရှိတယ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အပြောတဲ့အလုံးနဲ့တက်တည်ပြတာပေါ့မြန်မာလို့ဆိုလို့ရှိရင်အဲ့လိုလူမျိုးတွေဟာ action တွေကိုပို့လုပ်တယ် action တွေကိုအခုတရားလုပ်ပြီးတော့မှတခုတော့ပြောတာတခါလေကြားလို့ရှိရင် action တွေအများကြီးလုပ်ပြီးတော့မှပြောချင်မှလည်းပြောတယ်ဘာတွေလုပ်နေလဲဆိုတာတိလည်းမသိရဘူးသူတို့ဘာတွေစူးစမ်းနေလဲဆိုတာလည်းမသိရဘူးရလက်ထွက်လာတော့မှမြင်ရတာမျိုးပေါ့နော် storyism တွေတော်တော်များများဒီလိုမျိုးဖြစ်လိမ့်ရှိတယ်အဲ့တော့ကိုကလည်း emotion တွေနဲ့ပတ်သက်လာလို့ရှိရင်ဒီ storyism တွေရှိရနေပြီးတော့သူတို့ရဲ့ top 3 keyword လေးကိုယူထားလို့ရတယ် control လုပ်လို့ရတဲ့အပိုင်းကိုအာရုံစိုက်တယ်လုပ်လို့မရတဲ့အပိုင်းကို neglect လုပ်လိုက်တယ် possession event တွေအပေါ်ကိစ္စတွေအပေါ်မှာလူတွေအပေါ်မှာကိုယ့်ရဲ့ perception ကိုပြောင်းတယ် storyism တွေကအေးတာများတယ်ပြီးရင်တခုခုကိုလုတ်တယ်ဒီဇိုင်းမလုပ်နေတာများတယ်ပြီးရင်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ perception တွေကသူတို့သွားပြီးတော့မကောင်းတဲ့ဟာတွေသွားမမိန်နဲ့မရှိဘူးသူတို့က perception ပြောင်းတယ်ပြောင်းပြီးရင်လုပ်လို့ရတဲ့အရာတွေအကုန် action တွေတက်စီလုပ်သွားတယ်ပြီးရင်စကားသိမ့်မပြောဘူးဆိုတော့ဒီလိုလူမျိုးတွေကို storyism တွေလို့အချမ်းမြင်နေတယ်တတ်မှတ်လို့ရပါတယ်ဒီနေ့ဒီဗီဒီယိုလေးကနေပြီးတော့မှဒီ၃ချက်ကိုပိုင်နိုင်လုံနိုင်တယ်ဆိုရင်ပဲ emotion အရာတန်မာလာပါလိမ့်မယ်ဒါလေးပြောပြခြင်းလို့ဒီဗီဒီယိုလေးလုပ်ပေးလိုက်တာပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်တမန်တဲ့လက်ခံနေနောက်လဲဒီလိုဗီဒီယိုလေးတင်ဆက်ပေးနေပါဦးမယ် Thank you ပါ